အားလုံးသောဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့မင်္ဂလာပါဦးဇင်းကနှုတ်ဆုံးဆက်တာပါဒီကနေ့ဗာလေးပြောရင်လည်းဆိုတော့တဏှာကုံအစွမ်းအမခန့်ပေါ့ဗျာတဏှာကုံကိုအမြဲတမ်းရွတ်နေတဲ့ပုဂ္ဂိုလ်တဏှာကုံကိုပူဇော်ပြီးတော့တရားဘာဝနာများရှုမှတ်နေတဲ့ပုဂ္ဂိုလ်တရားဘာဝနာတွေကိုမိမိတို့ကိုယ်တိုင်ကျင့်ကြံကြိုးကိုအားထုတ်ပြီးတော့နေတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီတဏှာကုံများမိမိတို့အပေါ်ထုံမွန်းထားပြီဆိုလို့ရှိရင်ဘယ်လိုနေရာမျိုးကိုပဲရောက်ဘယ်လိုပုံစံတွေပဲဖြစ်နေဘယ်လိုနေရာလေးတွေအကျက်အတဲတွေအခက်အခဲတွေရှိနေအဲ့ဒီအကျက်အတဲတွေအဲ့ဒီအခက်အခဲတွေနေရာချင်းလေးနေတဲ့မှာဘယ်သူရှိနေဆိုကိုတယောက်တည်းတူတည်းနေရတဲ့အချိန်မှာတဏှာကုံတွေအမြဲတမ်းပွားများယောဖတ်ဗုဒ္ဓဟောကြားခဲ့တဲ့တရားဓမ္မတွေကိုကြည့်ရှုလေ့လာနေတဲ့ပုဂ္ဂိုလ်တွေအတွက်ဘာတွေများကောင်းကျိုးတွေပေးတော့လို့နေလို့ရှိရင်အဲ့ဒီတဏှာကုံတွေဘုရားဗုဒ္ဓစာပေတွေကိုသိချလေးလေးနက်နက်ကြည်ညိုလေးစားနဲ့နာယူထားတယ်မှတ်သားထားတယ်ဖတ်ရှုထားတယ်တဏှာကုံကိုလေးစားနဲ့ရွတ်ဖတ်တရေစေပူဇော်ထားတဲ့ပုဂ္ဂိုလ်တွေဘာတွေနဲ့လားတဲ့ကိုတယောက်တည်းမိမိတယောက်တည်းနေရတဲ့အချိန်ရောက်မှာငါနားမှာဘုရားရှိနေပါလားငါသွားနေတဲ့အချိန်မှာဘုရားငါနောက်ကပါလာပါလားကိုစားနေတဲ့အချိန်မှာလည်းငါဆွမ်းထမင်းစားတဲ့အချိန်မှာမြတ်စွာဘုရားဆွမ်းကုန်ပေးနေပါလားငါတရားထိုင်နေတဲ့အချိန်မှာမြတ်စွာဘုရားကိုတော်မြတ်ကြီးငါနားမဲ့လာပြီးတော့တရားဓမ္မတွေဟောပြီးနေပါလားလို့အဲ့ဒီလိုမျိုးအတွေးအကြံလေးတွေဖြစ်ကြရတယ်အဲ့ဒါပါလဲဆိုလို့ရှိရင်တဏှာကုံကိုကြည်ညိုလေးစားနဲ့ကြည်ညိုထားတဲ့ပုဂ္ဂိုလ်တွေကရရှိတဲ့အကျိုးတရားတွေဒီဘဝမှာဒီဥစ္စာတွေတင်လားဆိုလို့ရှိရင်ဒီတဏှာကုံကိုထုံးနေအောင်ပွားထားတဲ့ပုဂ္ဂိုလ်တွေကဒီဘဝမှာတင်ဒီလောက်ခံစားရတာမဟုတ်သေးသည်အရှားမဲ့နဲ့ကောင်းတာဒုက္ခတိဘုံဘဝတွေကိုရောက်ပြမကောင်းတဲ့အတုက္ခတိဒုက္ခတိဘုံဘဝတွေဘုံဌာနတွေကိုတော့မရောက်ကြတော့ဒါဘာကြောင့်လဲဆိုလို့ရှိရင်တဏှာကုံကိုလေးစားကြည်ညိုမြတ်နိုးနဲ့ပွားများထားတဲ့ထုံးနေအောင်ပွားများတဲ့ပုဂ္ဂိုလ်တွေအတွက်အဲ့ဒီဥစ္စာလေးကအမြဲတထေရရှိပါတယ်လို့ဦးဇင်းကတော့ဒါမျိုးလေးလည်းမှတ်သားရတာပေါ့ဗျာဒါကဘာကြောင့်အဲ့လိုမျိုးလေးမှတ်သားရတယ်လဲဆိုလို့ရှိရင်တဏှာကုံကိုကိုယ်တိုင်လည်းပဲယုံကြည်ဟိုတဲ့ရုပ်ဖတ်ထားတယ်ပူဇော်နေတယ်ပေါ့ယခုလည်းတဏှာကုံကိုပူဇော်နေပါတယ်တဏှာကုံကိုယုံကြည်နဲ့လည်းပူဇော်တယ်အဲ့ဒါကြောင့်မို့လို့သူတစ်ပါးရဲ့တဏှာကုံကိုပူဇော်နေတဲ့အတွက်သူများရဲ့မကောင်းကြောင်းတွေလည်းမတွေ့ရတော့သူများရဲ့ဆိုးကျိုးပြစ်တွေကိုလည်းပဲပုံမသိရတော့ဘူးအဲကြတော့ကိုယ့်ကိုကုသိုလ်အမြဲတမ်းလည်းရနေတယ်ဒါလေးပဲအမြဲတမ်းအောင်